လာထမင်းစားကြပါအောင်ရှင်မင်္ဂလာမထမင်းစားနေနဲ့ရမ်းဖြစ်တာငါပိကြော်တွေကိုထည့်ပြီးတော့စားတာဘာမှမရှိဘူးငါပိကြော်နဲ့စားတာငါပိကြော်တွေကိုနင်းကန်စားလို့ပိုးတက်မှာဆိုလို့ပြောတဲ့ဥစ္စာကိုအဲ့ဒါလူအောင်မလေးစူလိုက်ထိုးလိုက်နဲ့စားလို့ပိုးတက်သွားလို့လဲတက်သွားတော့လဲဖြစ်သွားတော့လဲဘာတက်နိုင်လဲထမင်းစားနေနဲ့ထမင်းလာစားကြပါအောင်နော်မမိုးဒါဘဟုတုတရမယ်စကားလေးတွေကိုမမိုးပြောမှာပေါ့နော်ဘဟုတုတရမယ်ဆိုတာလူတယောက်ကတဲ့ကြက်ကြက်ဒုက္ခရောက်လာပြီဆိုလို့ရှိရင်ဒီလူကဒုက္ခရောက်တယ်ဆိုတော့အဲ့ဒီဒုက္ခတွေငါဒုက္ခရောက်နေပါလားဒုက္ခရောက်နေပါလားဆိုတော့အဲ့ဒုက္ခကိုပဲတွေးမနေပဲနဲ့ဖရာတရားပေါ့နော်တန်ငါပေါ့ဒီဖရာတရားဂုံကျေးဇူးလေးတွေကိုအမြဲတမ်းဘလောက်ပဲဒုက္ခရောက်နေလောက်ကမယ်ပေါ့နော်မမိုးတို့အဖေဆိုလို့ရှိရင်မမိုးအဲ့လိုပေါ့ငငယ်တော့အမလီငါလောက်ဒုက္ခရောက်တဲ့လူရှိတော့မရှိဘူးအင်မတန်ကြီးမားတဲ့ဒုက္ခပါလားဟုတ်ပါတယ်မမိုးမှလည်းဒုက္ခတွေမျိုးစုံနဲ့သိလားတအားဒုက္ခတွေမျိုးစုံရောက်တာအဲ့လိုမျိုးမမိုးကငိုဝဲရဲဆိုလို့ရှိရင်ဖေဖေပြောရောသမီးတဲ့လူတယောက်ကကြက်ကြက်ဒုက္ခရောက်လာလို့ရှိရင်ဒုက္ခရခြင်းလို့တဲ့ဒုက္ခဆိုပြီးတော့ပြအမြဲတမ်းတွေးမနေနဲ့တဲ့ဆိုတော့အဲ့လိုပြောရင်နဲ့ပဲမမိုးလည်းဒီဒုက္ခတွေကဒုက္ခဆိုတာဂျိုနယ်လာလို့နဲ့ပဲနေခဲ့လိုက်တယ်ပေါ့နော်အခုလဲမမိုးရဲ့အခုအချိန်မျိုးမှာပေါ့နော်မမိုးဒုက္ခရောက်တယ်လို့ line ပေါ်မှာကူပြောကြည့်မမိုးကိုကူညီမဲ့လူတွေလူအများကြီးပဲရှိတယ်ဒါပေမဲ့မမိုးအဲ့ကိုဒုက္ခတွေကိုချမပြဘူးလူတွေကိုအပျော်တွေပဲချပြတယ်ပေါ့နော်မမိုးလည်းဒုက္ခတွေပေါ့ပင်လေဝေးနေတဲ့လူပေါ့ဒါပေမဲ့မမိုးကူပေါ့နော်အားလုံးကိုပျော်ရွှင်စရာလေးတွေကိုပြောမှာပါဒုက္ခရပါပြီဘယ်လိုဒုက္ခတွေရတာလဲလူတယောက်ကတအားဒုက္ခရောက်လာရင်ဒုက္ခတွေရကျင်ပြီဆိုမှန်ပါတယ်မမိုးကိုကူညီတာပေါ့နော်ဖိုးချစ်တို့နောက်ကူမျက်လိုကဲတို့ရွှေအထဲဆိုင်တို့ TTA တို့ပေါ့နော်အဲ့လိုအပြုံမှမမိုးကူထမင်းစားနေနဲ့ဝမ်းသာစေခြင်းလို့အကုန်လုံးကိုပြောတာပါအင်မတန် line ပေါ်မှာနာမည်ကြီးနေပါတယ်ဆိုတဲ့ကိုဖြိုးကမမိုးကိုဆက်သွယ်တာပန်ဒီတဲ့ဘာအကူညီလိုတလဲတဲ့ဒီလိုမေးတာနော်အန်ဒီအကူညီလိုလို့ရှိရင်အသားရှိမှအထယ်ကြီးအများကြီးပါတဲ့ယူရောင်းပါတဲ့ရောင်းပြီးတော့မှပေးတဲ့အိုးအဲ့စကားတခွန်းနဲ့တဲ့အားစေးတစ်ခွက်တောက်ရတယ်လို့ပါပဲအခုမမိုးဈေးရောက်တော့လေမမိုးကိုကူညီကြတာအများကြီးပါပဲအန်ဒီပတ်ဆက်မရှိတဲ့သားတို့ရှိရယူရောက်သမီးတို့ရှိရယူရောက်အဲ့ဒီထမင်းရှင်တွေရောမမိုးရှိရဝဲတဲ့ထမင်းရှင်တွေရောမမိုးကူထမင်းစားနေနေပေါ့နော်အားလုံးကိုမမိုးထမင်းစားတိုင်းဖျားရှိခိုးတိုင်းပေါ့ဒီထမင်းတလုတ်ကကျေးဇူးကိုပြန်ဆက်နိုင်တဲ့သူဖြစ်ပါစေကျေးဇူးကမ်းတော်သူမဖြစ်ပါစေနဲ့စောတော့မမိုးကိုပြဖုံးဆက်တော့မမိုးမှာဝင်းနေတယ်လို့ဝင်းတာတယ်လို့တော့ပေါ့ဖြစ်သွားတော့အော်ငါ့ကိုကြည်စမ်းသူတို့ဒီကူညီကြတာတကယ်ကျေးဇူးတင်ပါတယ်မမိုးအကုန်လုံးကိုကျေးဇူးတင်ပါတယ်ထမင်းရှင်များကျမ်းမှာချမ်းသာကြပါစေ